မြက်ခင်းစိမ့်ပေါ်ကရင်ကွဲနာဇလန်တပုတ်သို့မဟုတ်နာဆရီမြန်မာစကပုံထဲမှာအစမ်းတော်တလို့တွမ်းတော်တလန်းဆိုတဲ့စကပုံကိုကျွန်တော်တို့ငယ်စဉ်ကတည်းကယဉ်နှီးပြီးသားဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော်တို့ WeSport ကနေဘောလုံးသမားတွေတဲကအတွမ်းတော်တလန်းဆိုသလိုတညတာနာရီပိုင်းလေးအတွင်းမှာမှားယွင်းခဲ့တဲ့ခြေလှမ်းတွေကြောင့်ကစားသမားဘဝဖတ်ဆယ်မရလောက်အောင်နစ်နာဆုံးရှုံးသွားရတဲ့ကမ္ဘာကျော်ဘောလုံးသမားတယောက်ကြောင့်တင်ဆက်ပြီးသွားမှာဖြစ်ပါတယ်သူကတော့ပြင်သစ်နိုင်ငံမာဆေးမှာမွေးဖွားခဲ့တဲ့အယ်ဂျီးရီးယားနွေဆာမီနာဆရီဖြစ်ပါတယ်နာဆရီဟာပင်ကိုပါရမီရှင်တယောက်ဖြစ်ပြီးငယ်စဉ်ကတည်းကပြင်သစ်ကနဝင်ကြီးဇီဒန်နဲ့မကြာခဏနှိုင်းယှဉ်ဂုဏ်ပြုခံရသူဖြစ်ပါတယ်သူတို့ပင်ကိုပါရမီပြေးဝပြီးထူးချွန်တဲ့လူငယ်လေးကိုအာဆင်ဝန်းကားကိုယ်တိုင်အာဆင်နယ်ကိုခေါ်ယူခဲ့တော့ကတော့သူ့အတွက်အနာဂတ်ဟာအရာရာအဓိပ္ပာယ်ရှိနေခဲ့ပြီးအားလုံးမျှော်လင့်ခဲ့သလိုအာဆင်နယ်မှာနာဆရီတယောက်အစွမ်းကုန်တောက်လောင်ပြခဲ့ဘူးတာပါမန်စီးတီးရဲ့အင်ပါယာစတင်ချိန်မှာနာဆရီဟာအရေးပါသူတယောက်ဖြစ်ခဲ့သေးပါတယ်2017မှာမန်စီးတီးတို့ပရီးမီးယားလိဂ်ဖလားကိုစတင်ကင်မြောက်ခွင့်ရတော့နာဆရီဟာအသင်းရဲ့အဓိကကွန်လက်ကစားသမားတယောက်ဖြစ်အသုံးတော်ခံခဲ့တာပါအဲ့ဒီချိန်မှာနာဆရီဟာအသက်အရွယ်အပြင်25နှစ်သာရှိသေးတဲ့အတွက်မန်စီးတီးရဲ့အနာဂတ်ဟာနာဆရီရဲ့အနာဂတ်လူတောင်အားလုံးကယုံကြည်ခဲ့ကြသေးတာပါ2014-15ဘောလုံးရာသီနောက်ပိုင်းတန်းရာကနေရုံထွက်နိုင်ခဲ့ပြီးရာသီတစ်မှာအသစ်ကပြန်စားဖို့ပြင်ဆင်နေချိန်မှာပဲမန်စီးတီးဟာကွာရီယိုလာကိုခေါ်ယူခဲ့ပြီးအင်ပါယာကိုစတင်ဖွင့်လှစ်ဖို့ပြင်ဆင်လာခဲ့ပါတယ်အဲဒီနောက်မှာတော့ကွာရီယိုလာဟာဒီဘရိုင်းကိုအသင်းရဲ့ကွင်းလယ်မှာအဓိကအသုံးပြုချင်ခဲ့ပြီးနာဆရီအနေနဲ့အသင်းတစ်မှာအခွင့်အရေးတစ်ရှာဖွေဖို့ဖိအားပေးခံလိုက်ရပါတယ်ဒါကြောင့်2016-17နွေရာသီအပြောင်းရွှေ့နောက်ဆုံးနေ့ရက်တွေမှာနာဆရီဟာစီဗီလာကိုအငှားနဲ့တွားရောက်ဖို့ဖြစ်လာခဲ့ပါတယ်လာလီဂါဟာပရီးမီးယားလိဂ်နဲ့မတူဘဲနာဆရီအတွက်ကစားရလွယ်ကူခဲ့ပါတယ်အထူးသဖြင့်ပရီးမီးယားလိဂ်လိုလင်းမြန်မှုနဲ့ခန္ဓာကိုယ်ကြန့်ခိုင်မှုတွေသိပြီးမလိုအပ်ခဲ့တာပါဒီလိုနဲ့နာဆရီရဲ့စီဗီလာဟာပုံစံကောင်းတွေရခဲ့ပြီးအဲ့ဒီရာသီဒီဇင်ဘာမှာရီယယ်မက်ဒရစ်ဘာစီလိုနာတို့ကိုတောင်အပြိုင်လိုက်နိုင်ခဲ့ပြီးအက်တလက်တီကိုမက်ဒရစ်ကိုတောင်နောက်ကောက်ချနိုင်ခဲ့တာပါဒီလိုဖြစ်လာဖို့နာဆရီဟာစီဗီလာရဲ့ကွင်းလယ်မှာအကောင်းဆုံးဆွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်စီဗီလာရဲ့ကွင်းလယ်ပဲနေရာမှာမဆိုနာဆရီရဲ့ခြေရလက်ရာတွေနဲ့မကင်းနိုင်ခဲ့တဲ့အထိခြေဆွမ်းပြခဲ့ပြီးတစ်ချိန်တုန်းကအာဆင်နယ်ကနာဆရီကိုပြန်မြင်ရပြီလို့အလုံးကထင်မှတ်ချင်မှာပဲကစားသမားဘဝကိုထားပြီးပြောင်းလဲသွားစေမယ့်ခြေလမ်းတစ်လှမ်းကိုအမှတ်မတင်လှမ်းခဲ့မိတာဖြစ်ပါတယ်အဲ့ဒါကတော့သူရဲ့ခရစ်စမတ်အားလပ်ရက်ကိုလော့အန်ဂျလိစ်မှာကုံဆုံးခဲ့ပြီးညတာမှာ drip doctor ဆိုတဲ့ဆေးခန်းကိုသွားခဲ့မိတာဖြစ်ပါတယ်သူကတော့အဲ့ဒီကိုသွားခဲ့တာတာမန်ဗီတာမင်ဆေးထိုးဖို့ပါလို့ပြောခဲ့ပြီးအဲ့ဒီတုန်းက drip doctor ရဲ့ CEOဂျီမီလာဆူဇာဒါကတောင်သူ့ရဲ့လူမှုကွန်ရက်မှာနာဆရီနဲ့တွေ့ပြီးတပ်ပုံတင်ခဲ့သေးတာဖြစ်ပါတယ်အဲဒီလိုဖြစ်ပြီးနိုင်ပိုင်းကြာမှာတော့နာဆရီတယောက်မုန်တိုင်းရဲ့အလဲဘိုးကိုရောင်ဖမ်းမသိရောက်ရှိသွားခဲ့ပြီးသူ့ရဲ့ Twitter မှာလည်းညဉ့်ညမ်းတဲ့စကားလုံးတွေနဲ့တွေ့တွေတစ်ခုပြီးတစ်ခုတက်လာခဲ့ပါတယ်နောက်ပိုင်းမှာတော့နာဆရီကဒီလိုဖြစ်တာဟာသူ့အကောင့်ကိုတစုံတစ်ယောက်ကဟက်ခဲ့တာဖြစ်တယ်လို့ဖြေရှင်းခဲ့ပြီး Drip Doctor ဆေးခန်းကလည်းအဲ့ဒီကိစ္စနဲ့ပတ်သက်လို့စာထုတ်ပြီးဖြေရှင်းခဲ့ရသေးတာဖြစ်ပါတယ်အဲ့ဒီလိုတွေ့တွေပေါ်လာတဲ့နောက်နာဆရီဟာအပန်းဖြေခီးမှာပန်းမပြေခဲ့ပဲ PR တွေနဲ့အလူလဲရင်ဆိုင်ခဲ့ရပါတယ်ဒီကိစ္စအကြောင်းပဲသူ့ရဲ့ချစ်သူအတာနက်နဲ့တရားဝင်ကွာရှင်းပြစေခဲ့ကြရတာပါအတာနက်ဆိုတာ2014ကမ္ဘာဖလားမှာတော့ကနာဆရီပြင်သစ်လက်ရွေးစင်ကနေချန်နက်ခံရတော့နီးပြအပွင့်နဲ့ပြဿနာတက်ခဲ့သူဖြစ်ပါတယ်ဒါပေမဲ့ဒီတစ်ခါတော့သူဟာနာဆရီဘက်မှာရှိမနေတော့ပဲလမ်းခွဲဖို့ဆုံးဖြတ်လိုက်တာပါဒါအပြင်နာဆရီရဲ့ပြဿနာဟာဒီလောက်နဲ့မပြီးဆုံးခဲ့ပဲစပိန်မူရေးဆေးဝါးတိုက်ဖြတ်ရေးအေဂျင်စီ WADA ကပါအဲ့ဒီ Drip Doctor ဆေးခန်းနဲ့ပတ်သက်လို့နာဆရီဘော့စ်အာရုံစိုက်လာခဲ့ပါတယ်သူတို့ကနာဆရီလိုကမ္ဘာကသတ်မှတ်ထားတဲ့တားမြစ်ဆေးတွေသုံးဆွဲတယ်လို့တန်တရားဝင်ခဲ့တာပါသူတို့တန်တရားဝင်ခဲ့တယ်လို့နာဆရီဟာလည်းတကယ်ပဲတားမြစ်ဆေးသုံးဆွဲခဲ့တာကိုစစ်စစ်တွေ့ရှိခဲ့ပြီး2018မှာတော့ဘောလုံးကစားခွင့်6လပိတ်ပင်ခံရခဲ့ပါတယ်နောက်ပိုင်းတစ်နှစ်ခွေထိပြစ်ဒဏ်ကိုထပ်ပြီးတိုးမြင့်ခဲ့တာပါဒီလိုနဲ့နာဆရီရဲ့ကစားသမားဘဝဟာတကယ်ကိုစောက်တရားများဖြစ်ခဲ့ပြီး2019ချန်ပီယံလိဂ်မှာလက်စတာတိုက်စစ်မှုဘာဒီကိုပြစ်ဒဏ်ကျူးလွန်ခဲ့လို့အနီကနဲ့ထွက်ခွာခဲ့ရတဲ့ပွဲဟာသူ့ရဲ့နောက်ဆုံးချန်ပီယံလိဂ်ပွဲစဉ်ဖြစ်လာခဲ့ပါတယ်မန်စီးတီးကသူ့ကိုလိုမရှိတော့သလိုစီဗီလာကလည်းလက်မခံတော့တဲ့နောက်ဂရီကလပ်ကိုရောက်သွားပေမဲ့တားမြစ်ဆေးကြောင့်မြက်ခင်းစိမ့်ပေါ်ရောက်မလာနိုင်တော့ပဲကစားသမားအကြဘက်ကိုရောက်ချင်းဝက်စ်ဟမ်ကိုခဏလာရောက်ပူးပေါင်းခဲ့ပေမဲ့9ပွဲသာကစားခွင့်ရခဲ့ပါတယ်။တော်ရရင် Drip Doctor ကိစ္စနောက်ပိုင်းနာဆရီရဲ့ပွဲထွက်ခွင့်ဟာပွဲ20ကျော်လေးပဲရှိတော့တာဖြစ်ပါတယ်။ဒါတောင်ဥရောပထိပ်တန်းလိဂ်ဒီမှာကစားရတဲ့ပွဲက10ပွဲမပြည့်တော့ပါဘူး။ Greek Belgium လိဂ်ဒီမှာကစားခဲ့ရတာဖြစ်ပါတယ်။ကျွန်တော်မိသားစုနဲ့အတူအားလက်ခီးထွက်နေတော့နေမကောင်းဖြစ်ခဲ့တယ်။အခန်းထဲကမထွက်နိုင်ခဲ့ဘူး။အန်နေတယ်ကောင်းကြိုက်တယ်။နောက်2ရက်ဆိုရင်စပိန်ကိုပြန်ရတော့မှာပါ။ကျွန်တော်တငယ်ချင်းတွေစီဖုန်းဆက်ကူညီတောင်းပြီး Drip Doctor ကိုရောက်လာခဲ့တာပါ။လူငယ်ကစားသမားတွေအနေနဲ့တားမြစ်ဆေးဆန့်ကျင်ရေးစီးမြင့်တွေကိုတေချာဖတ်ဖို့ကျွန်တော်အဖြစ်ကသင်ခန်းစာတစ်ခုဖြစ်ရှိတင်တယ်ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အရာအားလုံးဟာလုံးဝကွဲပြားတဲ့ဥတီချက်ကိုရောက်သွားနိုင်လို့ပါပဲကျွန်တော်လမ်းပြောင်းနေခဲ့တယ်အရာအားလုံးစိုးရင်ပူပန်ပြီးဒေါသထွက်ခဲ့ရတယ်ဘောလုံးကကျွန်တော်အတွက်ပြီးဆုံးသွားပါပြီလို့အင်တာဗျူးတစ်ခုမှာနာဆရီကပြောခဲ့ပါတယ်ဇီဒန်လက်သက်အာဆင်နယ်ရဲ့ပါရမီရှင်မန်စီးတီးရဲ့ချန်ပီယံဆုရှင်စီဗီလာရဲ့ကယ်တင်ရှင်ဆိုတဲ့ဂုံပုတ်တွေဟာညာလေးတညကမှားယွင်းခဲ့တဲ့ခြေလမ်းလေးတစ်လမ်းကြောင့်အဆအစာရာပြိုလဲပျက်စီးသွားပြီးဒါဟာပုံပြမဟုတ်တဲ့ဖြစ်ရမှန်ဇလန်တပုတ်ဆိုတာနာဆရီကအသက်သေဖြစ်နေခဲ့ပါတယ်